ကျွန်တော်နိုင်ငံမှာဗျာခရှင်းပြောရင်ဟိုဒေါ်ဆန်းစုကြည်ကိုထောက်ခံရင်စိုက်ကားသမားတော်မှာပဲဒေါ်ဆန်းစုကြည်ကိုထောက်ခံရင်ဟိုစပင်းညက်ဆရာတော်လွတ်တော်မှာဖြစ်တာပါဗျာခင်ဗျာဒီလောက်လွယ်တဲ့တိုင်းပြည်ကြီးอ่ะခင်ဗျာနိုင်ငံရေးသမားဆိုတော့ဘယ်လောက်လွယ်ခက်လို့လဲဒီတိုင်းပြည်မှာဘာခက်လို့နိုင်ငံရေးသမားအဆင့်တန်းဆိုတာဘာကောင်းတာရှိလို့ယူလေးကျွန်တော်မိတယ်နိုင်ငံရေးသမားဒီတိုင်းပြည်နိုင်ငံရေးသမားအဆင့်တန်းရှိလို့လားကျွန်တော်ပွင့်လိုက်ပြောနိုင်ငံရေးသမားအဆင့်တန်းရှိလို့လားတကယ်အဆင့်တန်းမရှိပါဘူးဘာလို့အဆင့်တန်းမရှိလဲမင်းဒေါ်ဆန်းစုကြည်ထောက်ခံရင်စပင်းညက်ဆရာတော်လွတ်တော်မှာဖြစ်တဲ့တိုင်းပြည်ကျွန်တော်ပြောမနေနဲ့နော်အဲ့လိုတိုင်းပြည်ဆိုတော့နိုင်ငံရေးသမားရဲ့ဆိုတာနဲ့ဘာပေတန်းတိုင်းလဲမင်းဘာပေတိုင်းမှမရှိဘူးထောင်ကြဘူးရမယ်ဆိုဩအဲ့လိုတိုင်းပြည်ခင်ဗျာစဉ်းစားကြည့်နော်နိုင်ငံရေးသမားထောင်ကြဘူးရမယ်လို့နိုင်ငံရေးသမားဒေါ်ဆန်းစုကြည်ထမိန်နဲ့ရှူဘူးရမယ်လို့အဲ့လိုဆိုတာနိုင်ငံရေးသမားဆိုတော့ကျွန်တော်တော့အဲ့လိုနိုင်ငံရေးသမားတော့ဖြစ်မခံနိုင်ဘူးဦးကျော်စရာကဒီနိုင်ငံမှာရှိတဲ့တချို့သော88မျိုးဆက်နိုင်ငံရေးသမားတွေထက်အဆင့်တန်းပိုရှိတယ်နော်ကျွန်တော်တကယ်ပြောတာနော်ခင်ဗျာနာမည်ခေါင်းထဲမှာသိတယ်ဘယ်သူတွေလို့နာမည်တက်ဆက်မလို့အဲ့ဒီလူတွေထက်ဦးကျော်စရာပိုရင်းရှိတယ်အဲ့ဒီလူတွေထက်ဦးကျော်စရာတိုင်းပြည်ကိုစိတ်စိတ်နေတာမှန်တယ်88ကပေါ်ပေါက်လာတဲ့နိုင်ငံရေးသမားဟုဆိုတော့နော်အဲ့ဒီအုပ်စုတဲ့ဦးကျော်စရာကပုံပြီးအချင်းရှိတယ်မိတ်ဆွေအားလုံးမင်္ဂလာပါကျမတို့ channel ကနေကြိုဆိုပါရစေကျမတို့ channel ကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့နောက်ဆုံးရရှိထားတဲ့စိတ်ဝင်စားစရာရုပ်သံသတင်းများကိုတင်ဆက်ပေးမှာမို့ကျမနဲ့အတူနားဆင်ကြည့်လိုက်ရအောင်ပါဒီဦးကျော်စရာ NLD ပါတီဝင်ဟောင်းပေါ့နော်တမတော်သားဟောင်း NLD ပါတီဝင်ဟောင်းနောက်ပြီးသုံးလုံးပါတီဝင်ဟောင်းဦးကျော်စရာပျောက်နေတယ်ဆိုတဲ့သတင်းပေါ့နော်ပျောက်နေတယ်ဆိုတဲ့နေရာမှာ BBC ကတော့ဖော်ပြတာကတော့ဦးကျော်စရာကိုစစ်တပ်ကဖမ်းပြီးတော့စစ်ဆေးမင်းမြန်းနေတယ်ဆိုပြီးတော့ BBC ကတော့ဖော်ပြတယ်ဖော်ပြတယ်ကျန်တဲ့မီဒီယာတော်များလည်းဖော်ပြလာတယ်ကျွန်တော်တို့လည်း confirm လုပ်လို့မရတော့ဘူးဦးကျော်စရာရဲ့ Facebook ကြီးကလည်းအရင်လိုမီးစိမ့်မနေတော့နော်အရင်လိုမီးစိမ့်မနေဘူးpost တွေလည်းမတွေ့ရတော့ပြောရင်တော့တော်တော်လေးတော့ဒီသတင်းကဖြစ်နိုင်ချေရှိတယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဦးကျော်စရာဘာလို့ဖမ်းဆီးစစ်ဆေးခံရတာလဲဆိုတော့မိကုန်းကတော့ရှင်းပါတယ်သူ့ရဲ့ရေးသားချက်တွေအကြောင်းမဖြစ်တာပါသူ့ရေးသားချက်တွေအကြောင်းသူကအားလုံးသိတဲ့အတိုင်းပဲသူကဦးကျော်စရာကသူမြင်တဲ့အတိုင်းတို့ဘောပြောလို့ရှိတယ်သူကပါတယ်ဦးကျော်စရာပိုက်လိုလူမျိုးတွေပါတယ်သူမြင်တော့သူမြင်တဲ့အတိုင်းပြောတယ်သူကတိတ်ကြောက်လဲကြောက်တဲ့အချိန်မှာမပါဘူးဗျဒီကတိတ်ကြောက်လဲမကြောက်ဘူးကြောက်လဲမကြောက်ဘူးသူမြင်သူပြောတယ်အဲ့လိုဆိုတော့ပြောရင်တော့ဟိုသူလဲတကယ်ကိုပဲဒီလိုလူမျိုးကလွတ်တော်မှဖြစ်ဖို့လိုတယ်လူတွေတယောက်ပါတယ်ကျွန်တော်အမြင်ပြောရင်ဖြစ်ဖို့ပါတယ်ဒါပေမဲ့ခက်တာသူခုနောက်ပိုင်းရေးတဲ့ကိစ္စတွေကြတော့ဒီဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုဓာတ်ရိုက်တည်ပြီးရေးတာဖြစ်လာတဲ့အပြင်ဒီ personal attack ပုံစံမျိုးသက်ရောက်လာတာပေါ့ဗျာသူရေးသားချက်တွေကဖြစ်လာတဲ့ခါကျတော့တစ်ဖက်မှာလည်းကြည့်ရတာဟိုသူဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ရဲ့အောက်ကတပည့်တွေကလည်းနည်းနည်းလေးတချို့ဟာတွေကြည့်လို့ကြည့်ရတာသိအချင်းမပြေမစင်ပြေတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ကောက်ပြီးဖမ်းထိန်ထားတယ်လို့သဘောလို့ယူဆတယ်သို့တော့ညှိနေနိုင်ပြောလို့စင်ပြေနိုင်ရင်တော့ပြန်လွတ်လာနိုင်ရှိတာပေါ့အဲ့လိုပေါ်ပဲနဲ့ဒီဖန်စီမင်းမြန်းနေတဲ့အချိန်မှာခေါ်ယူမင်းမြန်းနေတဲ့အချိန်မှာပြောတာဆိုတာလေးတွေကဂလန်ကစန်နေပုံစံရှိခဲ့မယ်ဆိုရင်တော့ထောင်ထဲရောက်သွားနိုင်တယ်ပေါ့ဘာလို့ဆိုတော့ဦးကျော်စရာရှေ့မှာရေးခဲ့သမျှ post တွေ comment တွေတော်တော်များတယ်ပါတကူမို့တကူကဥပဒေနဲ့ညီစွန်းနိုင်တယ်60ယောက်ကတွေကလည်းရှိတယ်ဗျာဆိုတော့ဥပဒေနဲ့ညီစွန်းနိုင်တာတွေကအများကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူတွေကျွန်တော်ကလူသားတွေဖြစ်တယ်လူတွေကတခါတလေကိုယ့်ရဲ့ဖြစ်စေချင်တဲ့ဆန္ဒတွေကိုပြောရင်းနဲ့ဒီပြီးတော့တိုင်းပြည်ထိခိုက်နေတာဆုံးရှုံးမှုတွေကိုပြောရင်းနဲ့အားပါသွားတယ်မှန်ပါသွားတယ်စကလုံးသုံးလုံးတင်းပါသွားတယ်စကလုံးသုံးလုံးတွေကြမ်းသွားတယ်ဒါတွေရှိနိုင်တယ်အဲ့လိုရှိတဲ့အခါမျိုးတွေရှိတော့ကျွန်တော်ကလူတိုင်းကအမားလေးတွေကိုယ်စီရှိကြတယ်ဘယ်သူမှမှမှန်နေကြကြီးမဟုတ်ဘူးအမားကိုယ်စီရှိတယ်အဲ့တော့ဗိုလ်ချုပ်ကြီးမင်းအောင်မှလည်းဗိုလ်ချုပ်ကြီးမင်းအောင်လည်းမှလည်းအမားတွေရှိလာလို့မင်းသူလုတ်ခဲ့တယ်လို့လုတ်တိုင်းရာနှုန်းပြမှန်နေတယ်လို့လည်းကျွန်တော်အပြတ်ပြောလို့မရသလိုရာနှုန်းပြမှားတာလည်းပြောလို့မရဘူးဆိုတော့သူ့မှလည်းသူလုတ်တဲ့ထက်မှာခြေလမ်းမှားသွားတာရှိနိုင်တယ်ခြေလမ်းလွဲသွားတာရှိနိုင်တယ်ဒါပေမဲ့သူ့ဟာသူပြန်ပြင်တယ်သူ့ပြန်တဲ့တယ်ဖြည်းဖြည်းချင်းသွားလိမ့်မယ်သူရှိနိုင်တယ်အဲတာမန်ရသားတွေမှာလည်းရှိတယ်လူတိုင်းမှာဒီအမားလေးတွေအသေးနဲ့အကြီးဟိုဗာလဲအဲ့လိုပဲအမားအသေးအကြီးလေးရှိနိုင်တယ်လူတိုင်းမှာရှိနိုင်တယ်အဲ့ဥကျော်စရာမှာလည်းအဲ့လိုပဲရှိနိုင်တယ်သူပြောတဲ့အထက်မှာပြောရင်တော့ဟိုတက်ဘက်ကလူတွေနောက်ကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့သူ့ရဲ့တပည့်တွေစိတ်ဆိုးခြင်းစရာကောင်းတဲ့အကြောင်းအရာတွေလည်းများစွာပါနိုင်တယ်အဲ့တော့ဒါကြောင့်မလို့သူကအခုလိုဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ကျွန်တော်ကောက်ချက်ချတယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့ဟိုခေါသူ့ post တွေသူ့ comment တွေသူ့ဟွာတွေတော့ဖတ်ကြည့်တွေ့ပါတယ်တွေ့ဆိုတော့ဥကျော်စရာကလည်းအဲ့လိုဟွာထဲမှာတော့ပါတယ်ဗျသူကနည်းနည်းတော့အဲ့လိုဟာရှိတယ်ပြီးတော့ကျွန်တော်နဲ့နောက်ဆုံးဆောင်ခဲ့တဲ့အခေါက်ဆုံးမှာဆိုလို့ရှိရင်နောက်ဆုံးခေါက်ပါဆိုရင်သူပြောတယ်ကျွန်တော်တဲ့ပါတီထောင်မလို့တဲ့ဆိုကျွန်တော်သူ့ပြောတယ်ငယ်ပါတီထောင်မယ်ဆိုရင်သူက NLD ကထွက်ခဲ့တယ်ပြီးသုံးလုံးဝင်တယ်ပြီးသုံးလုံးမှာလည်းပြဿနာအဆင်မပြေတာရှိတယ်ထွက်ပြီးတော့သူကပါတီထောင်မှုကြိုးစားတယ်ကြိုးစားတော့ကျွန်တော်ကငယ်ပါတီထောင်မဲ့အစားတတိပုဂ္ဂလနဲ့လွတ်တော်ကိုလည်းဖြစ်အောင်လုပ်ပါလားတဲ့ချက်ကဘာလို့ဆိုတော့ငယ်ပြောတယ်ဆိုတဲ့ထဲမှာပါတယ်ပြောပြီဆိုရင်လေ तू ကအလွတ်ပြောတာငါအဲ့ဟို NLD ဆိုတဲ့ထဲမှာ तू ပြောခဲ့တယ်အလွတ်တွေပြောတာအလွတ်တွေပြောတာ तू ကဘယ်လိုဆိုတာ
စာရွက်ကိုကြည့်ပြီးတော့ဒီလိုပြောကြမလို့ तू က तू ပြောမယ်ကြောက် तू မှတ်ပြီးရင် तू ကလွတ်တော်ထဲမှာ तू ကဒီလိုပြောတာအဲ့လိုပြောတာဆိုတော့ပြီးခဲ့တဲ့ငါဟိုဒေါ်ဆန်းစုအစိုးရလက်ထက်9နှစ်မှာ तू NLD ပါတီဝင်ဖြစ်ခဲ့ပြီမဲ့ तू NLD ပါတီရဲ့အားနည်းချက်အားသက် तू ထောက်ပြတာပဲထောက်ပြောခဲ့တယ်ဟိုမှာထောက်တော့ဖြိုးမင်းသိန်းဝဲတဲ့မီးစက်ကြီးကိစ္စ तू ထောက်ပြတာပဲနောက်တလွဲတွေအများကြီးရှိတယ်အများကြီးထောက်ပြတာအဲ့လိုထောက်ပြတဲ့အလွဲပေါင်းများစွာ तू ထောက်ပြပြီးတော့တော်တော်ကို तू ပြောခဲ့တဲ့ထဲမှာပါတယ်ပြောလုံးလို့သူ့ကိုနောက်ဆုံးကျတော့ပါတီကထုတ်ကိုပြစ်လိုက်ရသည်ပါတီနဲ့ရန်ဖြစ်ရသည်ပါတီကသူ့ကိုလုံးဝကိုထုတ်ပြစ်တယ်လို့ပဲပြောမှာပေါ့ဗျာအဲ့လိုကန်ထုတ်ပြလိုက်တဲ့အထိကိုဖြစ်သွားတယ်ဆိုတော့ကိုပါတီကိုပြန်တွေ့တယ်ပေါ့ဆိုတာမျိုးပေါ့ဘာလို့တွေ့လဲ तू ကဖြစ်စေချင်တာပြည်သူလူထုကိုဥတည်တယ်လို့ तू ပြောတာဒါကြောင့် तू ဟုတ်တာဆိုတော့အဲ့တော့အစွမ်းစားရှိတဲ့အထက်မှာပါတယ်ဒီလွတ်တော်ထဲမှာဆွေးနွေးနိုင်တဲ့အစွမ်းစားရှိတဲ့ထဲမှာပါတယ်အဲ့လိုပဲ तू ပြည်သုံးလုံးပါတီဆက်လုပ်တယ်ရွေးကောက်ပွဲဝင်တယ်မအောင်မြင်ခဲ့ဘူးနောက်အဲ့ရနေထွက်တယ်အခုနောက်ဆုံးမှာ तू ပါတီထောင်ဖို့ကြိုးစားတယ် तू ပါတီထောင်ဖို့ကြိုးစားတယ် तू မအောင်မြင်ဘူးလို့ပြောတယ်ကျွန်တော်အဲ့ဒါပြောတော့ကျွန်တော်တော့ချန်ပီယံတတိပုဂ္ဂိုလ်ကလည်းသွားတင်တယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်တင်တယ်တတိပုဂ္ဂိုလ်ကလည်းလွတ်တော်ထဲရောက်သွားပြီးလွတ်တော်ထဲမှာဆွေးနွေးပါအတိုင်းပြီးတော့အကောင်းနိုင်ဆွေးနွေးနေအဲ့ဒီကနေမှလူတွေကလက်ခံလိုက်ပါတီဆက်ထောင်းအဲ့လိုသွားပါလို့ကျွန်တော်တိုက်တွန်းခဲ့တယ် तू အဲ့တော့ तू ကလည်းစဉ်းစားရပါစဉ်းစားပြီး तू ပြန်သွားတယ်နောက်ပိုင်းကျွန်တော် तू နဲ့ဖုန်းနဲ့ပဲပြောပြတော့တာအဲ့ဒီတော့ကနေကူးတဲ့ကြာအဖမ်းခံလိုက်ရတယ်နောက်ပိုင်းကျကျွန်တော် Facebook မှာလည်းကျွန်တော် Facebook ကလည်းမရှိတော့တဲ့ခါကျ Facebook မှာလည်း friend မဖြစ်တော့ဘူးဘယ်မှ friend ဖြစ်တော့ရင်ပဲဖုန်းနဲ့ပဲတခါတလေဖုန်းလေးနဲ့ပြောပြတာလေးလို့ရှိတယ်ဒါပေမဲ့တော်တော်ပြောနေသွားတယ်ပေါ့နော်နေသွားပြီးတော့အခုတော့ဘာပဲပြောအခုလိုဖြစ်သွားတယ်ဆိုတော့ဘာပဲပြောစိတ်တော့မကောင်းပါဘူးသို့တော့ဒါတွေကခုနတခါတည်းကြာရင်ဖြစ်တတ်တဲ့သဘာဝတွေပါသို့တော့ကောင်းသွားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဥကျော်စီရသည်စစ်တပ်ကဖမ်းလိုက်တာဖြစ်တဲ့အတွက်ဖမ်းဆီးထိန်းသိမ်းခံရဖြစ်တဲ့အတွက်သူကထောင်ကျသွားရင်လည်းပြန်ထွက်လာရင်သူကနိုင်ငံရေးအမှုနဲ့သူ့မို့ခေါင်းစဉ်တစ်ခုနဲ့သူဖမ်းခံထားရတယ်ပြီးပြန်ထွက်လာတယ်နိုင်ငံရေးကိုသူဆက်လုပ်မယ်ဆိုတော့နိုင်ငံရေးသမားဖြစ်နေသူဆက်နေမယ်တေချာတာဥကျော်စီရသည်တိုင်းပြည်သစ္စာဖောက်မယ်လို့တော့မဟုတ်ဘူးတိုင်းပြည်သစ္စာဖောက်မယ်လို့တော့မဟုတ်ဘူးသူ့အတွက်ကထောင်တွေ့ကြုံလဲသူရသွားမယ်နိုင်ငံရေးတွေ့ကြုံမျိုးဆိုလဲသူရသွားမယ်တကယ်လို့ထောင်ကျခဲ့ရင်လည်းပြောတာပေါ့နော်အကယ်၍ညှိနှိုင်းပိုင်ပြီးလို့ပြန်လွတ်လာရင်လွတ်နိုင်ရရှိပါတယ်ဆိုတော့သူ့အတွက်ကတော့ဘာပြော brand တစ်ခုတော့ role တစ်ခုတက်သွားတယ်လို့ကျွန်တော်မြင်တယ်လူတွေပို့ပြီးသူမှတ်မိသွားသေးတာပေါ့ဆိုလိုတာကကျွန်တော်နိုင်ငံမှာရှိတယ်မလားထောင်ကျဘူးမှနိုင်ငံရေးသမားလုပ်ရမယ်နိုင်ငံရေးသမားလုပ်ဖို့ဆိုမင်းထောင်ဘယ်လောက်ကြာဘူးလို့ဆိုတော့ယူသလိုပေါ်သလိုကြောင်တော်နိုင်ငံရေးသမားတွေရဲ့အယူဆရရှိတယ်လေကြောင်တော်နိုင်ငံရေးသမားတွေလို့ကျွန်တော်ပြောပါမယ်ဘာလို့ဆိုတော့နိုင်ငံရေးသမားကိုထောင်ကျဘူးမှနိုင်ငံရေးသမားလို့တတ်မှတ်ခြင်းတဲ့လူနည်းသားတစုရှိတယ်အဲ့လူနည်းသားတစုကိုကျွန်တော်တည်ပြီးပြောတာတခါတည်းအဲ့တော့ဥကျော်စရာအတွက်ကတော့အဲ့လိုလူနည်းသားအတွက်ပြောစရာဖြစ်သွားတာအဲ့လိုလူနည်းသားအတွက်ကတော့တန်းကြီးစရာရသွားတာပေါ့တကယ်လို့ထောင်ကျခဲ့ပြောတာပါနော်ဆိုတော့တကယ်နိုင်ငံမှာဒီနိုင်ငံမှာရှိတယ်နိုင်ငံရေးသမားဆိုရင်ထောင်ကျဘူးမှဘလို့ကြက်မပြည့်တဲ့အတွေးခေါ်တဲ့နိုင်ငံရေးသမားတွေလို့ကျွန်တော်မသိဘူးအဲ့ဒါကြောင့်လဲကြက်မပြည့်လို့လဲအဲ့လိုကြက်မပြည့်လို့လဲခုချိန်ထိလွတ်တော်ကိုယ်တော်မဖြစ်ဘူးတဲ့လူတွေတပုံရှိတယ်တကယ်ကြက်မပြည့်တဲ့နိုင်ငံရေးသမားအများကြီးပဲစေနာလည်းမမှန်ဘူးကြက်လည်းမပြည့်ဘူးနိုင်ငံရေးသမားဆိုထောင်ကျဘူးမှတမိုင်းရှိလာလို့ပထဝီရှိလာလို့သိပ္ပံရှိလာလို့လာလို့နိုင်ငံရေးသမားကရှင်းပြောရင်တမိုင်းရှိကြမလို့တကယ်နိုင်ငံကိုချစ်ပြီးနိုင်ငံကိုလေ့လာပြီးတကယ်နိုင်ငံတို့လှုပ်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့နောက်တစ်နိုင်ငံရေးသမားဖြစ်လို့ရတယ်ခင်ဗျားတို့လည်းအခုနောက်တစ်နိုင်ငံရေးသမားထားလို့ရတယ်နိုင်ငံတကယ်ချစ်ပြီးနိုင်ငံရေးသမားဆိုပြီးတော့နိုင်ငံရေးသမားဆိုပြီးတော့လွတ်တော်အမှတ်ဖြစ်နေထားလို့ရတယ်ကျွန်တော်နိုင်ငံမှာဗျာခရှင်းပြောရင်ဒေါ်ဆန်းစုကြည်ကိုထောက်ခံရင်စိုက်ကားသမားတော်မှာပဲဒေါ်ဆန်းစုကြည်ကိုထောက်ခံရင်သပင်ညက်ဆရာတော်လွတ်တော်အမှတ်ဖြစ်တာပါဗျာခင်ဗျာဒီလောက်လွယ်တဲ့တိုင်းပြည်ကြီးခင်ဗျာနိုင်ငံရေးသမားဆိုတာဘယ်လောက်လွယ်ခက်လို့လဲဒီတိုင်းပြည်မှာဘာခက်လို့နိုင်ငံရေးသမားအဆင့်တန်းဆိုတာဘာကောင်းတာရှိလို့ကြိုးလေးကျွန်တော်မိတယ်နိုင်ငံရေးသမားဒီတိုင်းပြည်နိုင်ငံရေးသမားအဆင့်တန်းရှိလို့လားကျွန်တော်ပွင့်လိုက်ပြောနိုင်ငံရေးသမားအဆင့်တန်းရှိလို့လားတကယ်အဆင့်တန်းမရှိပါဘူးဘာလို့အဆင့်တန်းမရှိလဲမင်းဒေါ်ဆန်းစုကြည်ထောက်ခံရင်စပင်းညက်ဆရာတော်လွတ်တော်မှဖြစ်တဲ့တိုင်းပြည်ကျန်တာပြောမနေနဲ့နော်အဲ့လိုတိုင်းပြည်ဆိုတော့နိုင်ငံရေးသမားရဲ့ဆိုတာနဲ့ဘာပေတိုင်းတိုင်းလည်းမင်းဘာပေတိုင်းမှမရှိဘူးထောင်ကြဘူးရမယ်ဆိုဩအဲ့လိုတိုင်းပြည်ခင်ဗျစဉ်းစားကြည့်နော်နိုင်ငံရေးသမားထောင်ကြဘူးရမယ်လို့နိုင်ငံရေးသမားဒေါ်ဆန်းစုကြည်ထမိန်နဲ့ရှူဘူးရမယ်လို့အဲ့လိုဆိုတာနိုင်ငံရေးသမားဆိုတော့ကျွန်တော်တော့အဲ့လိုနိုင်ငံရေးသမားတော့ဖြစ်မခံနိုင်ဘူးဖြစ်လုံးဖြစ်ဘူးအဲ့ဒါနိုင်ငံရေးသမားတော့ကျွန်တော်မခံယူထားဘူးအဲ့ဒါနိုင်ငံရေးသမားမဟုတ်ဘူးထမိန်နာကိုခိုးစီးတဲ့ကောင်တွေအဲ့ဒါနိုင်ငံရေးသမားထမိန်နာခိုးစီးတဲ့ကောင်တွေအဲ့ဒါနိုင်ငံရေးသမားမဟုတ်ဘူးဘာလဲဆိုတော့ဘာလဲဆိုတော့အရေးချင်းမရှိလို့ထောင်ထဲသွားပြီးတော့ကိုရိုးတင်မှုကြိုးစားရလို့အခုဥကျော်စရာကတော့အဲ့လိုဖြစ်မဲ့လူတော့မဟုတ်ဘူးသူကတော့ကိုရီးယားထောင်ထဲကြာဘူးတော့မဟုတ်ဘူးအခုမှဒီလက်ထက်ကြမှာသူဒါနိုင်ငံရေးနဲ့ညီစွန်းတယ်ပေါ့နော်ညီစွန်းတယ်ပြီးခဲ့တဲ့9နှစ်ပြီးခဲ့တဲ့ဝါရီတုန်းကနိုင်ငံရေးတကယ်လုပ်ခဲ့တယ်အဲ့တော့အရေးချင်းရှိတယ်အလားအလာရှိတယ်သို့တော့တခါကြရင်သူကသူယုံကြည်သူစလို့ဆောင်ပြောတဲ့အခြေလေးတော့နည်းနည်းရှိတယ်ကျွန်တော်လိုပါပဲထူပါဘူးစွတ်ဆက်ပြောတာရှိတယ်ဆိုတော့အဲ့ကြောင့်လည်းဖြစ်တာပါနော်ဒါပေမဲ့လည်းကြည့်ရတော့သူ့အနေနဲ့လည်းသဘောထားတင်းတင်းမှမလို့ပဲနဲ့ပြန်ညှိနှိုင်းလုပ်ပြီးတော့ပြန်လွတ်လာတာမျိုးလည်းဖြစ်နိုင်ခြင်းရှိပါတယ်သို့တော့သူ့ရဲ့ပင်ကိုစိတ်ထားအရဆိုရင်တော့တင်းခံအောင်မလားတော့မသိဘူးတင်းခံရင်တော့မထင်မှတ်တာတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါလေးပါပဲဆိုတော့ကျွန်တော်တို့ဒီဖန်နဲ့ဥစောတရားကိုခေါ်ပြီးစစ်ဆေးနေတယ်ဆိုတော့ကိစ္စနဲ့ပတ်သက်ရင်တော့ကောင်းတယ်ဆိုတယ်မပြောလို့ပါတေချာတော့ဥစောတရားလူတော်တယောက်လူကောင်းတယောက်ဆိုတာတော့တေချာတယ်ဒီသက်အနာမဲ့ဖွဲ့စည်းနေတဲ့သဘောထားမတိုက်ဆိုင်တာမတူတာရှိနိုင်သလားဆိုရှိနိုင်ပါတယ်ရှိနေတဲ့အခါမှာသူပြောတာဆိုတာမှလည်းလွန်နာကျော်နာရှိတာဆိုရှိနိုင်ပါတယ်အဲ့လိုပဲတစ်ဖက်ကလောက်တာအရန်ရာနှုံးပြည့်အကုန်မှန်ပါသားဆိုတော့လေလွဲတာဆိုတာရှိနိုင်ပါတယ်အဲ့တော့
ပြန်လန်အကုန်လုံးမှာဒဏ်ရာကိုစီနဲ့ပဲဗျာငါဒဏ်ရာမှာနဲ့ပါတယ်သူဒဏ်ရာမှာနဲ့ပါတယ်ငါဒဏ်ရာတော့အလှတယ်သူဒဏ်ရာရုပ်ဆိုးတယ်ဆိုတော့ပြောနေမယ်အစားအားလုံးပူပေါင်းဆောင်ရတဲ့ဗီဇာလေးကြီးပြန်လဲတီထောင်ကြရင်မကောင်းဘူးလားလို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်နော်ပြောရင်တော့ဦးကျော်စရာကဒီနိုင်ငံမှာရှိတဲ့တချို့သော88မျိုးဆက်နိုင်ငံရေးသမားတွေထက်အဆင့်တန်းပိုရှိတယ်နော်ကျွန်တော်တကယ်ပြောတာနော်ခါတော့နာမည်တွေခေါင်းထဲမှာသိတယ်ဘယ်သူတွေလို့နာမည်တက်ဆက်မလို့အဲ့ဒီလူတွေထက်ဦးကျော်စရာပိုရင်းရှိတယ်အဲ့ဒီလူတွေထက်ဦးကျော်စရာတိုင်းပြည်ကိုစိတ်နေတာမှန်တယ်88ကပေါ်ပေါက်လာတဲ့နိုင်ငံရေးသမားဟုဆိုတော့နော်အဲ့ဒီအုပ်စုတွေဦးကျော်စရာကပုံပြီးအချင်းရှိတယ်ကျွန်တော်ယုံကြည်ချက်ပဲအဲ့တိုင်းကျွန်တော်ယုံကြည်တယ်တိုင်းပြည်ပေါ်မှာသူသစ္စာရှိတယ်ဟိုလူတွေကတော့ဘာဖြစ်လဲသူများပေးတာကန့်တာရရင်ယူမယ်ပါတီသားထောင်တာသူများပေးတာကန့်တာနဲ့မကင်းတဲ့ဟာတွေကြီးပဲအဲ့တော့ပုံဝင်လင်းပြောရင်တော့ကျွန်တော်တော့အဲ့လိုရှင်းကြကြီးဆိုရင်တော့ကျွန်တော်တို့ဦးကျော်စရာကိုနဲ့88အုပ်စုနဲ့ရှင်88ကပေါ်လာနိုင်ငံသားရှင်ဦးကျော်စရာပို့ပြီးတော့ကျွန်တော်တို့ကတော့ပို့ပြီးတော့သဘောကျရလူတယောက်လို့ပြောချင်တယ်ဒါပါပဲเนาะကျွန်တော်တို့ပြောမနေတော့ဒါပါအမဟောင်းတူပေါ့နော်နောက်ဆိုလဲရွေးကောက်ပွဲလာတော့မယ်ဆိုတော့အမအဖြစ်ပါဝင်ရွေးခံခြင်းတဲ့လူကြီးတူပေါ့အခု तू က Facebook မှာတက်ချုပ်ကြီးကို तू ကစော်ကားတယ်လို့ပြောလိုက်တာပေါ့အဲ့ရေးလာအတွက်ကြောင့်မလို့ဆိုပြီးတော့ဖမ်းပြီးတော့စစ်ဆေးပြီးတော့ထောင်ချတာလားမလားမသိဘူးအဲ့လိုဖမ်းတယ်လို့ကြားပါတယ်အဲ့တော့စိတ်တော့မကောင်းပါဘူးကိုကစိတ်မကောင်းတာနှစ်ဦးနှစ်ဖက်ပေါ်ဒီရွေးကောက်ပွဲဝင်မဲ့အမတ်အတွက်လည်းစိတ်မကောင်းဘူးအမတ်ဟောင်းအတွက်လည်းစိတ်မကောင်းဒီဘက်ကတက်ချုပ်ကြီးကိုစော်ကားခံရတဲ့တက်ချုပ်ကြီးဘက်ကလည်းစိတ်မကောင်းဘာကြောင့်ဆိုသူတို့နှစ်ဦးစလုံးကအရင်ကတည်းကစစ်တပ်ကနေပြီးတော့တာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိအတူတူတာဝန်ထမ်းဆောင်ခဲ့ခြင်းတော့သိခဲ့ကြတဲ့same batch တွေပဲလေဒါအခုဖြစ်နေတာကဒီအရင်စစ်သားအဟောင်းတွေကဗိုလ်ချုပ်နေဝင်းခေတ်ကစစ်သားတွေရှိတယ်နောက်ပိုင်းမှာစစ်သားတွေရှိတယ်community တိုက်ခဲ့တာတွေရောင်စုံတပုံတွေတိုက်ခဲ့တာတွေခရင်တပုံတိုက်ခဲ့တာတွေအဲ့ဒါကိုသူတို့တွေကအရင်လိုပဲတိုက်ရမယ်လို့ထင်နေလို့ကတော့မဖြစ်ဘူးလေခေတ်ကမဖြစ်ဘူးလေဘာကြောင့်ဆိုစစ်ဆိုတာအမျိုးမျိုးရှိတယ်เนาะ finite စစ်ဆိုတာကဒီအဖွဲ့နဲ့ဒီအဖွဲ့နဲ့တိုက်မယ်အားကစားလို့ပဲသူနိုင်မယ်ငားလိုက်မယ်အလန့်ထောင်မယ်အလန့်မြဲမယ်အဲ့လိုဒီ ring မှာပေါ့เนาะကွင်းထဲမှာတစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်တာ finite စစ် infinite စစ်ဆိုတာအဖြေမရှိဘူး target မရှိဘူးဟိုနေရာလှုပ်လိုက်ဒီနေရာလှုပ်လိုက်ဟိုတယောက်ကလှုပ်လိုက်ဒီတယောက်ကလှုပ်လိုက် yes ခန်းလေးလှုပ်လိုက်ထွေးအုပ်ယုံလေးလှုပ်လိုက်မြောက်ဖက်မှာတိုက်လိုက်တောင်ဘက်ကတိုက်လိုက်နဲ့သူတို့က finite စစ်မဟုတ်ဘဲနဲ့သူတို့တွေလှုပ်ရှားပြီးနှောက်ရှက်နေရရင်ပြီးတော့နိုင်မှမဟုတ်ဘူးအခုဆိုတဲ့ခါတဲ့လာရှုံးမှာနိုင်အောင်လှုပ်လိုက်ပြီးတော့ပြန်ပေးလိုက်အဲ့လိုမျိုးသူတို့တွေလှုပ်နေတဲ့စစ်ကဒီစစ်တပ်အနေနဲ့ကဘလို့လဲနောက်ပြီးတော့တချို့ရဆိုလဲဒီဒီမိုကရေစီဘက်တော်သားပြည်တရားဝင်ကနေပြီးတော့ဥပဒေတင်းကနေပြီးတော့ဥပဒေဘောင်ဘက်ရောက်သွားတဲ့ကလေးတွေနောက်အပြင်ပြည်ပကလူတွေကိုအားကိုးပြီးတော့မျောပြီးတော့တိုက်တဲ့လူတွေအဲ့လိုမျိုးပြည်တွင်းကလည်းအရင်ကငိမ့်ချမ်းရေးယူထားတဲ့လူတွေဆိုတော့ဒီစစ်ပွဲကမြန်မာစစ်တက်ချုပ်အနေနဲ့ကင်တွယ်ရတာလွယ်တာမဟုတ်ဘူး diplomatic လဲစိတ်လဲရှည်ရတယ်အချိန်ခါကိုလဲကြည့်ရတယ်ဆိုနီးမျိုးစုံနဲ့တိုက်နေရတာတိတ်တော့ကျမတို့လည်းမဝေဖန်ချင်ဘူး